အားလုံးပဲ Merry Christmas ပါ Christmas မှာပျော်သလားလို့မေးလို့ရှင်အားလုံးပျော်တယ်လို့ပဲဖြေကြမှာပါ Christmas မှာပျော်တယ်လို့လူတိုင်းပြောကြပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့Christmas ကဘာလို့ပျော်ရလဲလို့ပြောလို့ရှင်စားတော့ပွဲတွေရှိလို့ဟုတ်လားတကယ်ချင်းတွေနဲ့တွေ့ရလို့စသဖြင့်ပေါ့နော်ကျွန်တော်အနေနဲ့အဲ့လိုကျွန်တော်တို့ပုံဖော်ကြပါတယ် Christmas ကိုအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကခဏလေးပဲအနှစ်သာရပြန်နေပြီးတော့ကုံဆုံးသွားတယ်ဒီ Christmas မှာဒါလေးကတော့ကျွန်တော်လုပ်လိုက်ရတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ရှိတတ်ပါတယ်အဲ့တော့ကျွန်တော် Christmas မှာပျော်သလားလို့ပြောလို့ရှိရင်အားလုံးကပျော်ပါတယ်เนาะပျော်ပါတယ်ဒါပေမဲ့လောကဝမ်းမြောက်ဖျားကြွလာဆိုတော့ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့ဆိုနေတဲ့တခြင်းလေးထဲကလိုပါပဲအဲ့တော့ဘာပျော်ရွှင်တယ်လို့ပြောရခါမှာကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကဒေသနာဆရာဘာပြောလဲဆိုခဏလေးကျွန်တော်တို့ပျော်မယ်ပြီးရင်ခဏနေကျွန်တော်တို့ပြန်ငိုမှာဖြစ်တယ်မွေးဖွားတဲ့အချိန်ရှိတယ်တည်တဲ့အချိန်ရှိတယ်ရည်တဲ့အချိန်ရှိတယ်ဝမ်းနေတဲ့အချိန်ရှိတယ်လို့ဒီမှာကျမ်းစာထဲမှာအဲ့လိုပြောထားပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့အနေနဲ့ဝမ်းမြောက်တယ်ပျော်ရွှင်တယ်လို့ပြောတဲ့အခါမှာဘာကိုပြောချင်တာလဲလူတွေအားလုံးဟာအခက်ခဲမျိုးစုံနဲ့လောကကြီးထဲမှာအပြစ်တန်တရားထဲမှာနှိမ့်မွနေတာဖြစ်ပါတယ်အဲ့ဒီထဲကနေလွတ်မြောက်ဖို့ရန်အတွက်လည်းနီလန်းများကိုမြောက်များစွာကျွန်တော်တို့ရှာပါတယ်ရှာရင်နဲ့မတွေ့နိုင်ဘဲနဲ့ကျွန်တော်တို့ဆုံးပါသွားတဲ့သူတွေလည်းမြောက်များစွာရှိပါတယ်ဒါကြောင့်မို့ဒီနေ့ယေရှုခရစ်တော်ဖေဟာလူလောကကြီးထဲကိုဆင်းကြွလာရခြင်းအကြောင်းရင်းကလောကဝမ်းမြောက်ဖဟာကြွလာတာဖြစ်ပါတယ်လောကကြီးကဝမ်းမြောက်ဖို့ရတဲ့ဖဟာသခင်ကကြွလာတာဖြစ်တယ်အဲ့တော့ဘာအတွက်ဝမ်းမြောက်ရမှာလဲကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ကအပြည့်ရဲ့တန်တရားထဲမှာကျွန်တော်ချုံတောင်ခြင်းကိုကျွန်တော်ခံရတယ်ဒါပေမဲ့ဖခင်ရဲ့ကြွလာခြင်းအဖြစ်ယေရှုခရစ်ရဲ့ကြွလာခြင်းအဖြစ်ဒီနေ့ကျွန်တော်တို့ကနောင်တမလွန်ဘဝမှာဒီနေ့ဖခင်ပြင်ဆင်ထားပေးတဲ့နေရာထဲမှာကျွန်တော်တို့နေရဖို့ရန်အတွက်ဒီလောကကြီးထဲမှာလည်းကျွန်တော်အပြစ်နဲ့ဆိုင်တဲ့အရာစာရန်ရဲ့ချီနှောင်ခြင်းစာရန်ရဲ့နော်ကျွန်တော်တို့ကိုတုံ့နှောင်ခြင်းတဲ့ကနေကျွန်တော်လွတ်မြောက်ခြင်းအတွက်ကျွန်တော်တို့ပျော်ရွှင်ရမှာဖြစ်တယ်အဲ့ဒီပျော်ရွှင်ခြင်းကထာဝရဖြစ်တယ်ခဏလေးပျော်ရွှင်တာမဟုတ်ဘူးထာဝရပျော်ရွှင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တကယ်ကျွန်တော်နဲ့တွေ့တဲ့အခါခဏလေးပဲကျွန်တော်ပျော်ရွှင်ရမှာဖြစ်ပါတယ်ကျွန်တော်စားတောက်တဲ့အခါမှာလည်းစားတယ်တောက်တယ်ပြီးရင်ကျွန်တော်တို့ဘိုက်ခဏလေးပြန်စားမှာဖြစ်ပါတယ်ကျွန်တော်လက်ဆောင်တွေရတယ်သုံးတယ်ကုန်သွားတယ်ပတ်စံတွေရတယ်တော့ကျွန်တော်တို့ဒီ Christmas ချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တဲ့တွေကတော့ကျွန်တော်တို့တွေကိုဟာလာဒီလက်ဆောင်ပစ္စည်းတွေပေးမယ်မုတ်ဖိုးတွေအများကြီးပေးမယ်ဒါလည်းသုံးလို့ကုန်သွားနိုင်တာဖြစ်ပါတယ်ဒါပေမဲ့ယေရှုဖျားပေးတဲ့ဝမ်းမြောက်ခြင်းကတော့ဘယ်တော့မှကုန်ဆုံးမသွားတဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ဝေငှမြပေးချင်တာဖြစ်ပါတယ်ရောက်ဆိုင်ပေါ်ဖျားရှင်ကောင်းချီးပေးပါစေ